ကြတော့ပေပဲလက်အဲဒီရောင်းရံနေပေါ်လာတယ်ဒါမျိုးသွားတယ်ဒါလည်းဘယ်လိုမှမော်နီတာတော့အမှန်တိုင်းပဲပေါ်မှာရောင်းရံတော့ပေါ်လာပေါ့အဲ့ဒါကြီးပေါ်လာမြင်ဘူးရဲ့နောက်အကျိုးလို့ဒိဋ္ဌံတော့ကျွန်တော်တို့ဆရာတော်ကြီးအဒိဋ္ဌံမစခင်တော့လာရွှေပေါပင်ဆရာတော်ကြီးဒါတော့ဆရာတော်ကြီးကနေပြောရအောင်နဲ့မင်းတို့ဒီရေအကြောင်းပါသိတယ်တဲ့ပြီးတော့မသိဘူးအရင်တော့အမိုက်ပုံပဲဘာညာပြောတော့အဲ့ဒါဘာလို့မင်းလည်းမသိရမဟုတ်ဘူးငါ့မျိုးသမီးတယောက်ကနေမင်းတို့ကိုကြောက်နေရတဲ့အသားညွညွနေတဲ့မျိုးသမီးကြောက်နေစပင်းရှိရှိနဲ့လို့ပြောတာအဲ့ငါမကြောက်နဲ့မင်းတို့ကြောက်တော့သူကကောင်းလုပ်ပြီးမှဆိုပြီးအဲ့ဒါပြောလိုက်တယ်ပြောလိုက်ပြီးဆရာတော်ကြီးပြန်ကြွပါပြန်ကြွတော့ကျွန်တော်အဲ့မှာဒိဋ္ဌံစကိုရနေအညာဝေရနေညာကြတော့အိမ်မက်လာအိမ်မက်တော့သူပြောကပြိုဆရာကြီးရဲ့ခင်ဗျားဟိုမှာနှုတ်ဆက်နေရသူပြတဲ့ညာလှမ်းလဲကြည့်တယ်ပြောအမျိုးသမီးစပင်းရှိအသားညွညွအပေါ်အောက်ဝမ်းဆက်ဝတ်ထားတယ်ပါတိတ်လူဘောလို့ဝတ်ထားအဲ့ဒါကပြအဲ့အိမ်မက်ကိုဆရာတော်ကြီးပြောတော့ဆရာတော်ကြီးကအမင်းအဝတ်စားအပေါ်အောက်တူလာတယ်တူရပြလို့အဲ့ဒီငါ့ကိုလာပြောတာတော့ဒါမျိုးချွတ်ပါရှိတယ်အဲ့တော့နောက်ဒီပကံမျိုးသူကြတယ်မင်းင်းဖို့ခုထဲမှာရိုက်တော့မင်းသူမင်းဟိုနာမည်အစောမစောလက်နင်းပွဲဒီပါသွားပြီးအောင်ပြီးတော့ပကံဝစ်စုံနဲ့လူဝင်စားစိုက်ကြိုင်မှာဆိုဒီမှာအဲ့ဒါကြီးရှိတော့တတိတော့ထားဆိုပြီးတော့သူပွဲသွားပြီးတော့ခွာစောကြောင်းမှာသွားပြီးတော့အဲ့မှာကွင်ကူပြီးငိုလာတွေပါဖြစ်တယ်ဒါသူကသူဖြစ်တာနောက်ရိုက်ကွင်းကြတော့အဲ့မှာကူထဲမှာရိုက်တော့အဲ့မှာသူကပကံဝစ်စုံအဖြူဝမ်းဆက်ကြီးနဲ့ရိုက်နေတာဝိညာဉ်လာတဲ့ဟာရိုက်လို့အဲ့မှာသူကွင်ကူပြီးတော့သွားဖြစ်တယ်နောက်သူပကံဝစ်စုံနဲ့အမျိုးသား2ယောက်တည်းအရက်ပူပူတယောက်အရက်ရှိတယောက်ကနေတော့သူဒီကိုလာတယ်စောင့်နေဆိုပြီးတော့ရန်ကုန်ကလေးကသူအိမ်ထဲရတယ်အဲ့မှာလည်းရိုက်ပြီးတော့တက်တော့သူ့ဆွဲထားလို့ဆိုကားပေါ်တက်နေရအဲ့ဒါမျိုးကြီးချုပ်ခဲ့တာပေါ့ဒါဒီမှာဒီတေးမဲဒီမှာစာဝက်စာဒီမှာထားလာဓာတ်တွေလှန်နေဒီလိုပြန်ကျဲထားလာတာဒီအဋ္ဌံပြီးရဲ့နေ့ပဲအိမ်မက်တာဒီမှာဒီကောင်းလေးဒီဝက်စာတွေဝက်ပြီးတော့အဲ့ပလင်ပေါ်လေးတက်ထိုင်ဓာတ်တွေလှန်နေတဲ့ရီမောနဲ့အဲ့ဒါမျိုးတွေအိမ်မက်ရအဲ့ဆရာတော်ယူဟိုလိုပဲအနေကင်းဟိုပါလေတရိပ်ကြီးပဲခံရပြီ